အဲကြောင့်မို့အခုချိန်ရွှေဝယ်တင်လာဆိုတော့ဝယ်တင်ပါတယ်အားလုံးပဲနေလာပါကျွန်တော်အခုတလောလူအများစိတ်ဝင်စားကြတယ်ပေါ့လာပြီးတော့လမ်းညွှန်ပေးရပါတော့တိုးပေးစားလို့ရှိရင်ပြေးမှလည်းကြောက်ရတယ်ကိုယ်ပစံကိုလည်းမပြောင်းသွားစေချင်ဘူးပေါ့နော်ရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့စီးပွားရေးလှုပ်ရှင်နဲ့အချုံးလည်းမပေါ်ချင်ဘူးဆိုရင်တော့ရွှေဝယ်ပါအားကြောင့်ဒီလိုမျိုးပြောရတာလဲဆိုရင်လွန်ခဲ့တဲ့2020ကရွှေဈေးကအမြင့်ဆုံးတက်သွားတာမှာ3000ကျော်3400လောက်ပဲအနည်းဆုံးကျသွားတာ2000 3000လောက်ထိပဲရှိတာပေါ့နော်အဲ့ဒီရဲ့6နှစ်အတွင်းမှာတော့အခုရဲ့ရွှေဈေးက6000ကျော်နေပါတယ်ဒီနေ့ရဲ့ဈေးပေါ့နော်တိကျတော့မဟုတ်ဘူးပေါ့အဲ့လို6000ကျော်နေတဲ့ကြောင့်6နှစ်အတွင်းမှာ6000ဆိုတော့ကိုယ့်ရဲ့နောင်သားသမီးတွေတို့ကိုဝယ်စုထားတဲ့စုထားတဲ့ပါတယ်။ဘာကြောင့်ဒီလိုပြောရလဲဆိုတော့ရွှေဆိုတာလွန်ခဲ့တဲ့2020က2000ကျော်3000နဲ့တော့မှမဝယ်နိုင်တဲ့သူများပါတယ်ပေါ့နော်။အခုလိုမျိုး6000ကြီးဖြစ်သွားတော့ဒါတွေကွာရှားပါပေါ့နော်။အဲ့လိုမျိုးကွာရှားသွားတဲ့အချိန်ကြီးဖြစ်သွားတယ်။ဖြစ်သွားတဲ့အကြောင်းကိုရွှေဆိုတာလာမဲ့10နှစ်ဝယ်နိုင်တဲ့သူဒီဝယ်နိုင်အောင်ပါပဲဒါပေမဲ့ထူးခြားတာတခုကတေချာပေါက်ပြောနိုင်တာကလာမဲ့10စုနှစ်တခုကြော်သွားပြီဆိုတာနဲ့ရွှေဆိုတာကအောက်ရှိစင်းရတာလောက်ကင်စားတောင်းနေတဲ့ဒီနေ့လုံးမှာဒီနေ့စားမယ်သူတွေအတွက်ကတော့ရွှေဆိုတာအခုမှမဝယ်လို့ရှိရင်နောင်ဘယ်တော့မှဝယ်လို့မရတော့ပါဘူးထီပေါက်ဝိုင်းတော့မျိုးပေါ့ဟုတ်ထီပေါက်တော့ပြောလို့မရပါဘူးဒါတော့ဖျားပြီးတဲ့ကနေမှာပေါ့နော်ဒါပေမဲ့တရားတစ်ခုကတော့ရွှေဆိုတာလူတန်းသားတစ်ခုကိုနောက်နှစ်ပေါင်းကြာလာတာလည်းများနောက် generation တွေသူနေမြင်လာတာလည်းအများနိုင်ငံရဲ့တိုးတက်လာတာလည်းအများရွှေဆိုတာမရှိစင်းရင်သားတွေအတွက်ကိုချမ်းသာတဲ့သူလည်းမရှိစင်းရင်သားနဲ့ဟိုဒါမျိုးဝယ်စားသွားမယ့်အနေအထားတစ်ခုမှရှိနေပါတယ်အဲကြောင့်မို့အခုချိန်ရွှေဝယ်တင်လာဆိုတော့ဝယ်တင်ပါတယ်ရောင်းတင်လာဆိုတော့မရောင်းတင်ပါဘူး။ဘာကြောင့်လဲဆိုတော့လုံးဝမဆက်လို့ရှင်တော့ဆက်လို့နေတယ်လုံးဝမဖြစ်နေတော့အပေါင်ဆိုင်တော့ recommend ပေးပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။